မီးပြတ်တဲ့အချိန်မှာ Wi-Fi ဆက်ကို power bank နဲ့အသုံးပြုလို့ရတဲ့ 5V တွဲဖို့ boot converter cable ဖြစ်ပါတယ်ဒီကြိုးရဲ့ထူးခြားတဲ့အချက်ကကျွန်တော်တို့ပုံမှန်ကြိုးတွေလိုမျိုးမဟုတ်ဘဲနဲ့ဒီဘက်ကနေပြီးတော့ 5V ဝင်ပြီးတော့ဒီငုတ်ဘက်ကနေပြီးတော့တွဲဖို့ပြန်ထုတ်ပေးတာဖြစ်ပါတယ်ပုံမှန် Wi-Fi ဆက်တွေတော်တော်များများက 9V တို့တွဲဖို့တို့များတာဖြစ်တဲ့အတွက်ဒီ Wi-Fi ဆက်ကိုအသုံးပြုဖို့တော့ကကြတော့တွဲဖို့ဆိုလို့ရှိရင်ဒီငုတ်ကနေပြီးတော့တွဲဖို့ထုတ်ပေးနိုင်တဲ့ကျိုးနဲ့မှာအသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ power bank ကကြတော့ဒီဘက်မှာက 5V ထုတ်ပေးတာဖြစ်တဲ့အတွက်ဒီ 5V ကိုဒီခေါင်းထဲက socket ကနေပြီးတော့ 5V ကနေပြီးတော့တွဲဖို့ကိုပြောင်းပြီးတော့ထုတ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ power bank မှာရှိတဲ့ဒီ USB ပေါက်ကိုဒီကျိုးထိုးပြီးတော့အသုံးပြုလို့ရတယ်ဒါမျိုးကျွန်တော်တို့ထိုးပြီးတော့ဒီဆက်မှာအခုလိုမျိုးကျွန်တော်တို့ထိုးပြီးတော့သုံးလို့ရတယ် Wi-Fi ဆက်ကို power bank နဲ့သုံးတဲ့အခါမှာတချို့ဆက်တွေသုံးလို့မရတာမျိုးတွေရှိတယ်အများသောအားဖြင့်တော့တွဲဖို့ 2A မြန်မာနဲ့ဆက်တွေဆိုလို့ရှိရင်မရဘူးသုံးလို့မရဘူးလို့ပြောကြတာများတယ်ဒီကြိုးကတော့ကျွန်တော်တို့ဒီမှာဝယ်ယူထားတဲ့ customer တွေထဲမှာတွဲဖို့ 2A မြန်မာနဲ့ဆက်ကိုအသုံးပြုတဲ့သူတွေရှိတယ်သူတို့အသုံးပြုကြည့်တာကတော့အဆင်ပြေတယ်လို့ပြောတယ်ကျွန်တော်ဒီမှာကတော့တွဲဖို့ 2A မြန်မာနဲ့ဆက်မရှိတဲ့အတွက်ကျွန်တော်ကိုယ်တိုင်တော့စမ်းတော့မကြည့်ရသေးဘူးကျွန်တော်ဒီမှာဝယ်ယူထားတဲ့ customer အသုံးပြုတာကတော့အသုံးပြုလို့ရတယ်လို့တော့ပြောတယ်ကျွန်တော်အခုသုံးထားတဲ့ဒီ power bank ကကြတော့ 2000 mAh ရှိတဲ့ power bank ဖြစ်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေအနေနဲ့လည်းအခုလိုမျိုး Wi-Fi ဆက်ကို power bank နဲ့အသုံးပြုကျင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အသုံးလိုတယ်ဆိုရင်ဒီ power bank ကိုပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာသုံးထားတဲ့ကြိုးကိုပဲဖြစ်ဖြစ်ဝယ်ယူလို့ရပါတယ်ကျွန်တော်ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ဒီမှာပြထားတဲ့ဒီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်